မြန်မာစက်သဖြင့်လောကမှာအရေးချင်းအရှိဆုံးလို့တညီတညွတ်တဲ့လက်ခံထားကြတဲ့ဇက်မင်းသား9ဦးနံပါတ်1ဖိုးချစ်မြန်မာစက်သဖြင့်လောကမှာတာမကရုပ်ရှင်လောကမှာပါအောင်မြင်ခဲ့သူကတော့မင်းသားဖိုးချစ်ဖြစ်ပါတယ်။တပင်ဥက္ကဋ္ဌလည်းဖြစ်တဲ့ဖိုးချစ်ကအသက်40ကျော်ပြီးမြင်အခုထိသွက်လက်ထက်လက်နေပြီးတော့အကကောင်းတယ်လို့လည်းချီးကျူးကြပါတယ်။အတန်ကလည်းကောင်းရုံကျဲမကပဲသူရဲ့နောက်ထပ်အရေးချင်းတစ်ခုကတော့ပရိသတ်တွေကိုလွှမ်းမိုးနိုင်တာပါပဲရှင်။ဇက်မင်းသားတွေဘလောက်ပဲပေါ်များလာပါစေဖိုးချစ်ကိုအားပေးသူတွေကမလျော့သွားကြပါဘူး။ဖိုးချစ်ကရိုးရသပင်ကိုမပြောက်ပဲခက်နဲ့အညီစမ်းတက်တဲ့နေရာမှာဆရာတဆူပါပဲဇက်စင်အပြင်းစင်မိအလင်းအမောင်နဲ့နောက်ခံအတန်စနစ်တွေကိုအစ်စ်မိအောင်အမြဲတမ်းစူးစမ်းတည်ထွင်နေရှိပါတယ်ဇက်ထုတ်တွေကပြတဲ့အခါမှာသူရဲ့မျက်နှာအမူအရာနဲ့အတန်အနေမြင့်တွေကပရိသတ်ကိုဇက်ထဲမှာအပြည့်အဝနှိမ့်မျောသွားစေနိုင်ပါတယ်ရှင်နံပါတ်2တမောင်စံမြင့်ဝင်မြမတပင်သမိုင်းမှာထင်ရှားကြော်ကြားခဲ့တဲ့ရွှေမန်းကျမောင်ရဲ့ရွှေမန်းအနုပညာသွေးကိုအပြည့်အဝဆက်ခံထားသူကတော့မင်းသားတမောင်စံမြင့်ဝင်ပါပဲတမောင်စံမင်းဝင်းရဲ့အကြီးမားဆုံးသောအရေးချင်းကတော့သူရဲ့အကဖြစ်ပြီးတော့မြမကောက်ွက်တီကိုတရက်စွာကပြနိုင်စွမ်းရှိပါတယ်။သူရဲ့ကဟန်တွေဟာနန်းဆန်ပြီးတော့ကြက်တီရှိနေပါတယ်။သူရဲ့တန်ဟာဩဇာပါပြီးတော့ရှေးအောင်တချင်းကြီးတချင်းခန့်တွေနဲ့လည်းလိုက်ဖက်ပါတယ်။တပင်မျိုးရိုးကနေစင်တာလာသူပြီးစင်မြင့်မော်မှာသူရဲ့တင်ဆက်မှုကလည်းအရေးအသွေးပြည့်မိတယ်လို့ချီးကျူးခံနေရပါတယ်။နံပါတ်3စွမ်းစာနေအရွယ်3မမျိုးပရိသတ်တွေကိုပိုင်ဆိုင်ထားသူကတော့စွမ်းစာနေဖြစ်ပြီးစကြော့သက်အရွယ်ကလေးကအောင်မြင်ခဲ့တာပါရှင်။ဆန်းကဇက်စမောရောက်သွားပြီဆိုရင်မြန်ဆန်သွားလက်တက်ကောက်ွက်တီနဲ့ပရိသတ်တွေကိုအသက်ရှူမအောင်ဖန်ဆားနိုင်ပါတယ်။စွမ်းစာနီကအကလည်းကောင်းတယ်လို့အတန်ကလည်းကောင်းတာကြောင့်စွမ်းမစွမ်းဆိုပြီးတော့အားပေးနေကြတဲ့သူတွေကလည်းရှိနေသေးပါပဲနော်။စွမ်းစာနီကသူ့ခက်မှာပြိုင်ဘက်ကင်းအောင်မြင်ခဲ့သူဖြစ်ပြီးတော့ရုပ်ရည်အစိုးကအားလုံးပြည့်စုံနေသူတယောက်ပါ။ကျမ်းမာရေးကြောင့်ရနာချပြီးမြအရေးချင်းရှိတဲ့မြမဇမင်းသားတွေမှာတော့စွမ်းလန်းတယောက်အပါဝင်ဖြစ်ပါတယ်။နံပါတ်4ဟန်စာမဝင်ဇက်သပင်လောကမှာနောက်ထပ်အရေးချင်းအပြည့်အဝဆုံးလို့သတ်မှတ်ခံထားရသူတူကတော့စံပြသပင်ကဟန်စာမဝင်ဖြစ်ပါတယ်။ဟန်စာမဝင်ကတခြားမင်းသားတွေထက်တောင်းလွန်တဲ့အချက်ကတော့အတန်ကောင်းတဲ့အပြင်သချင်းဆိုလည်းကောင်းပါတယ်။ရာဇဝင်သမိုင်းစက်ထုတ်တွေကိုကပြတဲ့အခါဟန်စာမဝင်ရဲ့တရုပ်ဆောင်မှုကပြပြပါတယ်။မင်းသားတစ်ပါးရဲ့ဟန်ပန်တည်ငြိမ်မှုနဲ့စကားပြောဆိုဟန်တွေကရှေ့ခက်နန်းတွင်တွေကိုတကယ်ရောက်သွားသလိုခံစားရစေပါတယ်။ခေတ်ဆန်လောနဲ့တီထွင်မှုတွေထက်မြမဇက်သပင်ရဲ့အမူလအနှစ်သာရကိုမပြောက်ပြအောင်ထိန်းသိမ်းပြီးတော့တင်ဆက်လေရှိတာကြောင့်လည်းအရွယ်မရွေးတဲ့ပရိသတ်တွေရဲ့အားပေးမှုကိုရထားသူဖြစ်ပါတယ်။နံပါတ်5စံရင်မို့ဒီဘက်ခေတ်မင်းသားတွေထဲမှာအရေးချင်းရှိသူအဖြစ်နာမည်ကြီးနေသူကတော့အပြုံးမင်းသားလေးစံရင်မို့ဖြစ်ပါတယ်။စံရင်မို့ကအနုပညာတက္ကသိုလ်ကနေဘွဲရခဲ့သူဖြစ်ပြီးတော့ငငယ်ကလေးကအကကိုဝါသနာပါခဲ့သူတယောက်ပါ။စိုင်းတန်ကြားတာနဲ့ကကျင်စိတ်တွေအပြည့်ဖြစ်လာပြီးတော့အတန်ကလည်းအရန်ကောင်းနေပါတယ်။မိုင်းမပါပဲတချင်းဆိုရင်တောင်အတန်ကဟိန်ထွက်နေပြီးတော့မြမတန်စင်တချင်းတွေသာမကမဟာဂီတတချင်းတွေကိုပါပိုင်နိုင်သူတယောက်ပါစံရင်မိုးကမင်းသားအကတခုတည်းတင်ကျွမ်းချင်တာမဟုတ်ပဲမင်းသမီးအကမှလည်းထူးချွန်နေသေးပါတယ်ဇက်ထုတ်ကြီးတွေကိုလည်းပိုင်နိုင်သူဖြစ်တဲ့အပြင် stage show ဆိုရင်လည်းအတန်ကောင်းလို့စံရင်မိုးရဲ့ဇက်ပွဲကိုတစ်ချိန်ကြည့်ဘူးယုံနဲ့သူ့ရဲ့အရေးချင်းတွေကိုသိသွားကြပါတယ်တပင်လောကထဲမှာခေါင်းဆောင်မင်းသားဖြစ်လာတာကိုတော့နောက်ကျတယ်လို့ထင်နေကြပြီးတပင်ပညာရှင်ဖြစ်လာမဲ့သူဖြစ်တောင်ခံမှန်းထားကြပါတယ်ရှင်အခုဖော်ပြပေးခဲ့တဲ့ဇက်မင်းသား9ယောက်စလုံးကသူနီသူဟန်နဲ့အရေးချင်းရှိကြသူတွေဖြစ်ကြပြီးတော့မြမတပင်လောကကိုအားပေးသူအခိုင်အမာရထားတာပါဒီမင်းသားတွေအပြင်တခြားအရေးချင်းပြေးွားတဲ့မင်းသားတွေရှိရင်လည်းကွန်မန့်မှာဝေမျှပေးခဲ့ပါအောင်နော်